ကူတာနေဗျဟိုပြီးတစ်ဖက်မှာကူထရာထောက်ထားပေးကြမှာဘောင်းနေဘောတွေကြမှာတစ်ဖက်မှာဒူလူဝါနေနဲ့နေတန်းလို့ပြီးမှထပ်ပြီးခံရတဲ့ expect ကဘန်နီဒါဖိုင်နယ်ဘလူးချက်ချင်းမှာတန်းပြချလိုက်ကြမှာဘန်နီဒါအနေနဲ့ Devil Kill ချက်ချင်းပြန်ရသွားပါဟာဘူးရှယ်လိုကီ3ကောင်ကြ4ကောင်ကြမှာပြန်ပိုင်းလိုက်ပြီးပြန်ထလိုက်လို့သူ့မှာပြန်ပြီးကြီးကိုစပက်မရှိတော့ဘူးသွားပြီဗျဒီနေ့မှာဒီကလေးကြီးပါအားလေး game မှာကနေစားဘန်နီဒါကျွန်တော်ပိုင်းဆိုင်သွားခဲ့ရဗျโอเคပေါ်မှာဆက်ပြီးကြည့်ရမယ်ကူထရာတစ်ကောင်နဲ့ပဲပပီလိုဟာရဘူးတော့ဝိုင်းပြီးတော့ Devil H ရှိနေပါပြီအပေါ်လေးဟုတ်ပြီဟာဆက်ရှယ်လို့ခွဲရတယ်ဘာလို့တော့မဟုတ်ဘူးဒီကလေးလိုက်ရနေဟာဘူးရှယ်လို့ကြီးထပ်ပြီးတော့ပေးထားပြီးတဲ့အချိန်မှာဒီကောင်တော့ပြန်ရခဲ့ကူထရာ Traric ကျူးမယ်ကကူကတော့မှရင်းချီလေးထုတ်ချပေးတယ်ဆိုပြီးမြင်တယ်ပဲဒီရောဟာရဘူးတော့ damage ကပေးနေတယ်ဘန်နီဒါ final group နဲ့ပြန်ပြီးဝင်ထားပြီးကြမှာ East ကတော့တစ်ကောင်နေပဲအဲ့နောက်မှာတော့ကျွန်တော် Mega K ပိုင်းဆိုင်သွားခဲ့ရတော့ YF ပဲဖြစ်ပါတယ် YF တစ်ကောင်တိုင်းမှာသွားပြီး cycle ကိုပြေးဖို့တဲ့သူစူးစမ်းနေတယ်ဒါပေမဲ့တစ်ဖက်က DD ရဲ့ချိတ်တာလေးနဲ့ cycle ရဲ့ molecule နဲ့ဒီထက်ဝင်လာတဲ့သူတီရောကန်ဒီ system မှာတစ်ဖက်ကလင်းနေနေတော့ DQ ပြင်းနိုင်ရမယ်ပုံစံလေးပဲဒါပေမဲ့နိုင်လို့အဆင်မပြေခဲ့ဘူးကွာနော်အဲ့တော့ဟုတ်ပြီဘယ်နေတရားတော့ပြန်ပြီးတော့ပေးလိုက်ရပြီထပ်ပြီးတော့ပဲကျွန်တော်ပကွီလိုအနေနဲ့ဝင်လိုက်တာ cycle damage နေနဲ့ပဲကန်ကူရထပ်ပေးလိုက်ရပြီဗျဒီတာတဲ့မှာတော့နှစ်သိန်းလုံးနေနေတော့ရောင်ဝါလေးတော့တယ် red point ဒီဘက်မှာဟာဘူးရှယ်ဦးလေးထပ်ပြီးရှိနေတယ်ထပ်ပြီးရှိနေTraric ဒီကြိုက်တဲ့ကတော့မပြီးတော့ပဲဘယ်နေရ final blue ပြန်ပြီးဖွင့်တယ် lane တန်းတော့ပြီးဖွင့်ထားတယ် DPS spray ပြန်ပြီးဖြီးတော့ပြီးအကောင်းဆုံးပဲဒါပေမဲ့တစ်ဖက်မှာကကူရာနေနေဟာဘူးတော့ပြန်တက်တော့ပြလာတယ်ဗျအဲ့တော့ YF ပြန်ပြီးဝင်ထားပြီးကြားမှာသူဘယ်အနေတက်တာသူပေးကိုပေးဆိုလို့ပဲဒီဘက်ကတော့နေချာဆုံးကတော့နေတော့နေတယ်ဗျသူဘက်ကဒီဘက်ထဲမှာဘယ်ကိန်းမှာမာနိုင်တဲ့သူတွေကလည်းပါတယ်ဆိုကြတယ်ကာကူကထပ်ပြီးထိန်းထားပြီးကြမှာ cyclone နေနဲ့ထပ်ပြီးရှော့သွားပြီး mid dash for not strike အဲ့ဒီမရှိဘူးဗျအဲ့တော့တာသွားပြီး tower တစ်လုံးရှိပါပဲကဲ Focus Carry ချက်ပြီးရိုက်ထားပြီးကြမှာ bounding ball ချက်ပြီးပေးထားရင်းနေပဲသွားပြီးဒီတစ်ခေါက်လေဒီထပ်ပြီးပေးဆက်လိုက်ရပြီပဲခုလည်းလည်းဆိုးသွားတယ်သူအဲ့မှာကာကူရာတို့ပါလို့အဲ့ညမှာလည်းတာတယ် manager တို့ပါလို့ဆိုနေတာ AOE ပဲပေါ့ဘူးလို့ဆိုပါဆိုနေစီပြီးဒီချက်ချင်းဝင်လာနေပဲတန်းပြီးရှော့သွားခဲ့ cycle ဘာမှတော့မသိဘူးတစ်ဖက်မှာဖြတ်ပေးဖို့တော့ကလည်း Kufra လိုမျိုးပေါက်ဖြစ်နေတဲ့ကြောင့်မတွေ့ဘူးကြcycle တော့ဘာမှမသိဘဲနဲ့ပြန်ပြီးပေးဆက်လိုက်တစ်ဖက်မှာလို့တက်ဖို့ damage တွေပြန် damage တွေထပ်ပြီးပေးထားရဲ့ ages နဲ့ပြန်ပြီးခံထားပေးတဲ့ဆိုပြီးဂျိုင်းမှာတော့နည်းနည်းလေးတော့လွတ်ချင်သလားဆိုလွတ်တော့မလွတ်တော့ပြခဲလေးဒီမှာဘန်ကြီးတဲ့ချက်ချင်းနိုင်တာပေးကြမှာလူကဒီဘက်ဟာရဘူးသား share ကလေးကပဲတစ်ခုပဲရှိရပါတော့ကလေးကမရှိဘူးဆိုဘာမှလုပ်လို့ဒီပွဲမှာကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အိုး Traric ကျူးမှာဒီပြန်ပြီးဖြီးထားပြီးတော်တော်လာပြီးပဲဒီတန်းတော့ဒီပြန်ပြီးပေးထားပြီးကြမှာ monster key ကိုသူ့နဲ့ပြန်ပြီးပိုင်ဆိုင်သွားခဲ့ cycle lock down လေးဟာရဘူးသား၄កောင်ကြာပြန်ပြီးဝင်ထားရဘာမှတော့မဟုတ်ဘူးဘယ်နေတဲ့ final blue ဂျိုင်းမှာထပ်ပြီးတော့ fantasy iPhone နဲ့ i နဲ့ပဲထပ်ပြီးတော့ဒီကိုပါ YF နေတော့အဆုံးသက်သွားခဲ့ပြီအဲ့တော့ဟာရဘူးသားထပ်ပြီးဝင်နေသေးတယ်ဆိုပဲဝင်တောင်မတောက်ဘူးဟာရဘူးသားသူ share လို့၄កောင်ကြာ၅កောင်ကြာဝင်ပိုင်းထားရကြမှာတကောတော့ show သွားခဲ့ရပြီနောက်တစ်ကောင်မှာထပ်ယူပြီးတော့သူစူးစမ်းနေတယ်ပဲလုံးဝသူ့နဲ့ physical တစ်ချက်ဆက်ရိုက်တာလေးပဲ Devil Key နောက်ထပ်တစ်ကောင်မှာထပ်ပြီးနဲ့ကာကူရာထပ်ပေးလိုက်ရပြီကြောက်ချက်တည်းရတယ်တော်တော်လေးမိုက်တယ်ကာကူရဒီမှာဟာရဘူးသား share လို့ပဲထပ်ပြီးတော့ခံထားရတယ်ဒီဘူးတော့ကတော့ချက်တော်တော်များတယ်ဗျဘာလို့အကုန်လုံးသူတော့ဗော alert ပေါ်တစ်ကောင်တော့ပြန်ပြီးထိန်းထားပြီးတော့ပကူလိုဝေးနေမှာဟာရဘူးသား share လို့ဒီဘက်မှာပြန်ပြီးပေးလိုက်ပဲနာအိုမီနဲ့ထပ်ပြီးပေးလိုက်ရပြီဒီတန်းတော့ဒီကိုဒီရဲ့ချက်ချင်းပြန်ပြီးဖြီးထားပြီး manager flow တွေဘာ final flow တွေဘာအကုန် 1k star ဒီနေ့တော့ပြန်ဖြစ်သွားခဲ့ပါတော့ဒီကူကတက်ပြီးထောက်ထားပြီးကြမှာဒီကတန်းလို့ဒီကူကထောက်ပြီးကြမှာဒီချက်ချင်းပြန်ပြီးဖြီးလိုက်ဟာဘူးသား share ပြီးတော့ပြန်ပြီးပေးလိုက်ရရင်တော့မတင်းနေတော့တစ်ဖက်မှာ cycle ရဲ့ low down တွေဟာဘူးသား sharing ကန်တွေရောယူရိုရဲ့ left field တွေ strike တွေဘာလို့ပြန်ပြီးပြီးသွားကြဒီက show သွားခဲ့ရပြီအဲ့တော့ကျွန်တော် KD speed ထပ်ပြီးကျွန်တော် cycle လေးနဲ့ပြန်ပြီးရရှိသွားခဲ့တော့လေးကိုရရင်ရတဲ့2ရရှင်းနိုင်အပေါ်မှာတော့လင်းနဲ့ဟာရဘူးသားနဲ့လင်းဆိုတဲ့အနေနဲ့က magic blade အဲ့တော့ဒီဘက်မှာ import ဟာရဘူးသား share okay ဒီ double blade ပြန်ပြီးပြီးဟာရဘူးသားနောက်ဆုံး sharing ကန်နေတဲ့လင်း HP နည်းနေတဲ့အနေနဲ့တစ်ခုမှာတော့ပြန်ပြီးတော့တက်ပြသွားခဲ့ရပါဟာရဘူးသားအနေနဲ့ပေါ့တကယ်ဟာရဘူးသား import ပြန်ပြီးတော့ကျသွားရင်တော့ပြန်ထိုင်ပြန်ချလို့ရတယ်ဒီပကွီတို့ဒီတော့ကောင်ကြားရမှာလည်းပြန်ထိတိုင်းဒီ import နေနဲ့ဆိုလို့ချင်းတွေလုံနေ cycle လော်တော့မှာတစ်ဖက်ကပကွီတို့ damage နဲ့ပဲ YF တင်နေတော့ဒါကျွန်တော်တို့ import တို့ကြောက်သွားခဲ့အဲ့ဒီမှာကူစရာနေတဲ့ bound နဲ့ body နဲ့ဘာလို့ချင်တာလဲမသိဘူး Android ready ဘာလို့တော့အကုန်လုံးတော့စားလာပြီးဟာတော့ပကွီတို့က import နဲ့ဆိုတော့ကြာလေအိုးတစ်ဖက်မှာကျွန်တော်ကာကူရာအနေနဲ့တော့ဟာတော့ဘူးတော့ရောက်တော့ကျွန်တော်ပြီးတော့ကြည့်နေပြီဒီတော့မှကျွန်တော် zoom လို့နေနေတော့သူနည်းနည်းလေး damage တွေအဲ့လိုမျိုးပကွီတို့ဝင်ပေးခြင်းကြီးရဆိုရင်ထင်တော့ကြည့်တော့မလွယ်ဘူးဗျအဲ့တော့ဟုတ်ပြီဆက်ပြီးကြည့်အောင်မယ်ကာကူရာထပ်ပြီးတော့ထင်ရမယ် DD span ပြန်ပြီးဖြီးထားပြီးတဲ့ကြားထဲမှာတော့ကဲသူတို့တုံးက hyper မရှိတော့ဘူး hyper မရှိတော့ဘယ်တခုတော့သူတို့ set ဆိုင်တဲ့တော့ဒီပြန်ပြီးတော့ back လာပြီးတော့မှတင်အောက်ကိုဆင်းတိုင်း damage base ချလာပြီးတော့တချို့နဲ့ပြန်ပြီးတော့ခဲတာပြီးခြင်းလေးဆိုတော့ဆင်းတော့မပြီးတော့ဗျ maybe လည်းဒီကိဖြစ်နေတဲ့လို့ damage ကအဲ့လောက်ပြီးလို့ရမှာတော့မဟုတ်တော့ဘူးကဲဆက်ပြီးတော့ POK ပေးဆက်လိုက်ရင် cycle ပြီးတော့ဒီတတိယအချိန်တော့ပြန်ပြီးယူနေပကွီလို့ပြီးတော့လာနေဒါပေမဲ့တစ်ခါမှ Cooper Traric ကာကူရထပ်ပြီးတော့ထိန်းထားပြီးကြမှာချက်ချင်းပဲဘက်တရက်ပြတ်သွားခဲ့ပြီဗျ
ဟိုမှာဒီအနေနဲ့ important နဲ့ပဲသူတော့ screen နဲ့တူတစ်ခါလေးပဲကျွန်တော်ပွဲကိုအန်သွားဖို့ဆိုတော့စူးစမ်းနေတယ်တော့လည်းတွေးအများကြီးနောက်ဆုံးဒီဘက်က important နဲ့ဆို throw ပဲပြည့်ရိုက်နေမှာကဲ game 1ကတော့ကျွန်တော်တို့တွေဒါ Falcon Esport အနေနဲ့တော့ပြန်ပြီးကျွန်တော်အနိုင်ရရှိသွား